နုပညာကိုယူသွလို့မုံမြတ်တဲ့ဆရာဝန်ဘဝကိုဆွလွန်ခဲ့ကြတဲ့အနုပညာရှင်ကဦးပရိသတ်များရှင်ဆရာဝန်ဆိုတဲ့အလုပ်ကတော့လောကမှာအလွန်ကုန်သိက္ခာကြီးမားတယ်လို့လူတိုင်းအားကြရတဲ့အသက်မဝင်ကြောင်အလုပ်တစ်ခုပဲဖြစ်ပါတယ်။ငငယ်ကကြောင်မှဆိုရင်ကြီးလာရင်ဘာဖြစ်ချင်တယ်လဲလို့မေးရင်တော့အဖြေအများစုကဆရာဝန်ပါပဲ။ဒါပေမဲ့အခုဖော်ပြပေးမယ့်အနုပညာရှင်ကဦးကတော့သူတို့ခက်ခက်ခဲခဲရယူထားတဲ့ဆရာဝန်ဘွဲ့နဲ့လိုင်စင်တွေကိုပေးဖယ်ထားပြီးတော့သူတို့တကယ်ယူသွတဲ့အနုပညာလောကတွေကိုတော့ခြေစုပ်ပစ်ဝင်ရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့တွေကဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့အခုပဲကြည့်လိုက်ရအောင်နော်။နံပါတ်5ဆိုင်းစုတခန့်ပထမဆုံးတစ်ယောက်ကတော့ရှမ်းတိုင်းသားမင်းသားကျော်ဒေါက်တာဆိုင်းစုတခန့်မှာသူကတော့နိုင်ငံတော်ဒုတိယသမ္မတဟောင်းဒေါက်တာဆိုင်းမောက်ခန့်ရဲ့သားဖြစ်ပြီးတော့ပညာရေးမှာလည်းထူးချွန်ထက်မြက်တဲ့ဆရာဝန်တူပဲဖြစ်ပါတယ်။ဒါပေမဲ့အနုပညာဝါသနာကပို့ပြီးတော့ကြီးစိုးနေရကြောင်းတရုတ်ဆောင်လောကတွေကိုဝင်လာခဲ့တာပါပဲ။သူဟာဂုဏ်နဲ့ကျဲအောင်မြင်မှုမျိုးထက်အေးချမ်းတည်ငြိမ်တဲ့တရုတ်ဆောင်ချက်တွေနဲ့ပြည်သက်ရင်တွေကိုဖြည်းဖြည်းမမှန်နဲ့နေရာယူလာခဲ့သူပဲဖြစ်ပါတယ်။ကျင်ပေါ်ဆက်လန်တွေမှာဆိုရင်တော့ဆိုဗီယက်တစ်စင်နဲ့လိုက်ဖက်ညီညီတရုတ်ဆောင်ခဲ့တယ်လို့မကြသေးခင်ကတော့အကယ်၍ရုပ်ရှင်စကားကြီးနဲ့လည်းအောင်မြင်မှုမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်4နမ်းမြဖြူတင်တရုတ်ဆောင်ရောအဆိုတော်ပိုင်းမှာပါအောင်မြင်ခဲ့တဲ့ဒေါက်တာနမ်းမြဖြူတင်ဟာလည်းဆရာဝန်အလုပ်ကိုဆွလွန်ပြီးတော့အနုပညာလမ်းကိုရွေးချယ်ခဲ့သူပဲဖြစ်ပါတယ်။လက်ရှိမှာတော့သူမဟာချစ်စရာကောင်းတဲ့ရင်သွေးလေးနှစ်ယောက်နဲ့စင်ငယ်မားသားဘဝကိုခက်ခဲမမာနဲ့ရပ်တည်နေခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းပါပဲကိုဗစ်ကာလမှာတော့ခင်ပွန်းတဲ့ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာသူမဟာဆရာဝန်လောကတွေကိုပြန်မဝင်တော့ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။အထူးသဖြင့်ခင်ပွန်းတဲ့နောက်ဆုံးဖြတ်တန်းသွားခဲ့တဲ့စီးရုံပတ်ဝန်းကျင်မှာတော့ဆရာဝန်တယောက်အနေနဲ့ပြန်ရက်တည်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာမလွယ်ကူတော့ဘူးလို့သူမပွပွလင်းလင်းနဲ့ဆိုထားတာပဲဖြစ်ပါတယ်။နံပါတ်3ပိုးမမီတာကျက်တည်ရှိတဲ့မြန်မာဆက်ဆက်အလားတရားကြောင့်လူကြိုက်များတဲ့ပိုးမမီတာကလည်းဆေးချောင်းသူဘဝကလေးကအเจ้าမနမည်ကြီးခဲ့တဲ့ဆရာမလေးတူပဲဖြစ်ပါတယ်။သူမရဲ့အလားတရားကိုတော့စဆိုင်ခန့်လန်ကတတိပြုမိသွားပြီးတော့ MTV နဲ့ကြော်ညာရီမှာတော့စတင်ခေါ်ယူရိုက်ကူရကနေအနုပညာလောကတွေကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စနစ်အရအနုပညာလုပ်ငန်းလုပ်ကိုင်နေတော့စေကူတာခွေလိုင်စင်ထုတ်မပေးတာကြောင့်သူမဟာဆရာဝန်ဘဝကိုဆွလွန်ပြီးတော့အနုပညာလမ်းကိုပဲရဲရဲဝံ့နဲ့ရွေးချယ်ထားတာပဲဖြစ်ပါတယ်ရှင်။နံပါတ်2ဖြူဖြူကျော်သိန်းကိုပါဟန်နဲ့နိုင်ငံတကာအဆင့်မီတည်ဆိုနိုင်တဲ့ဒေါက်တာဖြူဖြူကျော်သိန်းကတော့ပညာရေးရောအနုပညာမှာပါပါရမီရှင်တူပဲဖြစ်ပါတယ်။ထူးချွန်တဲ့ဆရာဝန်တူဖြစ်တယ်လို့လက်ရှိမှာလည်းအစိုးရဘဝနဲ့ရပ်တည်နေနေပြည်သစ်နိုင်ငံမှာရှိတဲ့ပါရဂူပွဲ PhD ရယူဖို့အထိစူးစမ်းနေတာပဲဖြစ်ပါတယ်။သူမကစေကူတာချင်းတဲ့တချင်းဆိုခြင်းနဲ့ပြည်သက်ကိုပျော်ရွှင်မှုပေးရတာကိုပုံမမျက်နှာသူတူလည်းဖြစ်ပါတယ်။နံပါတ်1နနီခင်စောနံပါတ်1နေရာမှာတော့ပြည်သက်တီရဲ့ဘိုကယ်ကွင်းနနီခင်စောရှိနေပါတယ်ရှင်။သူမကစေချောင်းတက်နေစင်မှာပဲမယ်လိုဒီရောတချင်းဆိုပြိုင်ပွဲကနေတနိုင်ငံလုံးတည်ရဲ့အဆိုတော်တူဖြစ်လာခဲ့တာပါ။ MBBS ပွဲကိုရယူထားခဲ့ပြီးမဲ့လည်းနာမည်ကြီးဆိုတော်တူဖြစ်လာတဲ့အခါမှာတော့ဆရာဝန်လန်းကိုဆက်မလျှောက်တော့ပဲအနုပညာလမ်းမှာပဲထိတ်တန့်ကရပ်တည်နေကြတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရေအခုပြောပြခဲ့တဲ့အနုပညာရှင်5ဦးစလုံးကတော့တကယ်တော့ပညာရေးမှာလည်းထိတ်တန့်အနုပညာမှာလည်းထိတ်တန့်သူတွေပဲဖြစ်ပါတယ်။မုံမြတ်တဲ့ဆရာဝန်အလုပ်ကိုဆွလွန်ပြီးတော့အနုပညာလမ်းကိုရွေးချယ်ခဲ့တဲ့သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပရိသတ်ကြီးတို့ရောဘယ်လိုမြင်ကြပါသလဲ။သူတို့ထဲမှာတော့ဘသူ့ကိုအချစ်ဆုံးလဲဆိုတာကိုတော့ကိုမမပြောပြသွားကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။